ဒီနေ့တော့ကျမရှာဖွေတွေ့ရှိထားတဲ့ ritual ဆန်ဆန်မဟုတ်တဲ့ယူရှင်နဲ့ပကြီးပြားကန်လေးကိုခေါ်သွားပါမယ်။ဒါကတော့ဝင်ကြီးများရုံထဲမှာရှိတဲ့မူလ The Art Gallery ပြကန်လေးဖြစ်ပါတယ်ရှင်။အချိန်တွေကိုခဏရက်ပြီးပကြီးကားတွေထဲကအလှတရားနဲ့အယောင်ဆက်တွေစုပ်ချက်တွေထဲမှာဝှက်ထားတဲ့မြမယဉ်ကျေးမှုအမွေအနှစ်ကိုပကြီးနဲ့ဖော်ပြထားတဲ့အမှုပညာတွေကိုအတူတူလိုက်ကြည့်ခန်းစားလိုက်ကြရအောင်နော်တချို့ပကြီးကားတွေကကြည့်နေရင်လည်းအိမ်မက်ထဲကိုခဏရောက်သွားတယ်လို့ခန်းစားချက်မျိုးခန်းစားလိုက်ရပါတယ်အရန်သဘောကျတဲ့ပကြီးထဲမှာဒီဓမ္မယန်ကြီးဖရာရဲ့ပကြီးကားလေးလည်းပါတယ်တချို့ပကြီးကားတွေကလည်းမျက်လုံးနဲ့ကြည့်အောင်လည်းမဟုတ်ဘူးနားထောင်လို့ပါရတယ်စင်မြင့်ထက်မှာအသက်ဝင်နေတဲ့မြန်မာမင်းသမီးတွေရဲ့ကားကွက်တွေကနေဆိုင်းတန်တွေပါကြားနေရတယ်လို့မျိုးခန်းစားလိုက်ရတဲ့အထိပါပဲဒီပကြီးကားလေးကိုမြင်ချင်းဆီယမကြီးခင်ထူရဲ့တော်မင်းသမီးဝတ္ထုနဲ့ဆီယမနုနုရဲ့အဝါရဲ့ဘိုးကေတစ်ထောင်မှာတယောက်လောက်တော့ဆွဲကောင်းပါရဲ့ဆိုတဲ့ဝတ္ထုလေးကိုတတိရတယ်ဒီဝတ္ထုလေးကိုဖတ်ဖူးတဲ့လူတိုင်းဒီအခန်းလေးတွေကိုသိမယ်နော်အကြိုက်ဆုံးပကြီးကားထဲမှာဒီပကြီးကားလေးပါတယ်ဒီပကြီးကားလေးကလေတာမန်ဆွဲထားတဲ့ပုံစံထက်အရင်အသက်ဝင်ပြီးတဲ့ဓပုံတပုံလိုမျိုးအသက်ဝင်တဲ့အထိကိုပကြီးဆရာရဲ့စေးချေမှုအပိုင်းတွေစုပ်ချက်တွေကအရန်ကိုလက်ရမြောက်လုံးနေကိုအကြိုက်ဆုံးပကြီးကားလေးတွေနဲ့ဒီပကြီးကားရဲ့ထူးခြားချက်ကလေပကြီးချောင်းတော့တိတ်နာမလဲလို့မသိဘူးဒါကတော့ရေစေးမဟုတ်ဘူးစီစေးဖြစ်မယ်ထင်တယ်ပုံမှန်ပကြီးကားပေါ်မှာဆွဲထားတယ်လို့မဟုတ်ဘဲနဲ့ဆေးရောင်ကိုစုပ်ချက်နဲ့တစ်ခုချင်းစီကိုလိုက်ပြီးတော့ဖျားပုံဖော်ထားတာအရန်လက်ရမြောက်လွန်းနေဒီနေ့ပြပွဲထဲမှာတင့်ရဲ့ရင်ထဲကိုထိမိဆုံးဖြစ်တဲ့ပကြီးကားလေးကဘယ်ပကြီးကားလေးဖြစ်မလဲဆိုတာကိုကွန်မန့်မှာရေးခဲ့လို့ရပါတယ်အနုပညာဆိုတာလေချီလေပိုးလာလေတွေးလေပိုးနဲ့နေလေပါပဲအနုပညာကိုမြင်လို့သူတွေအထွက်ကတော့ဒီနေ့ဟာအိမ်မက်ဆန်တဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်